ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိရပေါ့နော်ဒီနေ့ကကျွန်တော်ဘာအကြောင်းအရာကိုပြောပြပေးမှလဲဆိုတော့ဒုတိယကမ္ဘာစစ်တုန်းကပေါ့နော်ပစိဖိတ်သမုဒ္ဒရာထဲမှာဖြစ်ပွားခဲ့တဲ့ဒီတိုက်ပွဲတွေကတစ်ခုဖြစ်တဲ့ဒီဂွာရာကန်နယ်ကျွန်းစုတိုက်ပွဲပေါ့နော်ဂွာရာကန်နယ်ကျွန်းစုတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ပြောပြပေးမယ်ပေါ့နော်ဂျပန်စစ်တပ်အကြောင်းပြောပြီးဆိုရင်ကြီးတပ်အကြောင်းပဲတချို့တွေကတော်တော်များများပြောကြများတယ်ဗျာဒီပစိဖိတ်သမုဒ္ဒရာထဲမှာတိုက်တဲ့ဒီရေချောင်းတိုက်ပွဲတွေပေါ့နော်ဒီရေချောင်းတိုက်ပွဲတွေကလည်းဒီခြံထားလို့မရတဲ့ဒုတိယကမ္ဘာစစ်အကြောင်းပြောပြီးဆိုရင်ဒီခြံထားလို့မရတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့တိုက်ပွဲတွေပေါ့နော်ကျွန်တော်အခုပြောမယ့်အကြောင်းအရာကဒီဂွာရာကန်နယ်ကျွန်းပေါ့နော်ဒီဂွာရာကန်နယ်ကျွန်းအကြောင်းကိုမပြောခင်ဒီဂွာရာကန်နယ်ကျွန်းရဲ့ဒီတရှိပုံကိုကျွန်တော်အရင်ဆုံးပြပြပေးခြင်းတယ်ပေါ့နော်ဒီဂွာရာကန်နယ်ကျွန်းကဒီဆော်လမွန်ကျွန်းစုကျွန်းတန်းတွေကကျွန်းစုတစ်ခုပေါ့နော်ဒီဆော်လမွန်ကျွန်းစုကဘယ်နားမှာတရှိတာလဲဆိုတော့ဒီအင်ဒိုနီးရှားကျွန်းစုတွေပေါ့နော်ဒီအင်ဒိုနီးရှားကျွန်းစုတွေရဲ့ဒီအရှေ့ဘက်ဒီပါပူဝါနယူးဂီနီပေါ့နော်ဒီပါပူဝါနယူးဂီနီရဲ့အရှေ့ဘက်မှာတည်ရှိတဲ့ကျွန်းတန်းတွေပေါ့နော်အဲ့ဒီကျွန်းတန်းထဲမှာရှိတဲ့ဂွာရာကန်နယ်ကျွန်းပေါ့နော်ဒီကျွန်းတွေကပေါ့နော်ဒီဒုတိယကမ္ဘာစစ်ဒီပစိဖိတ်စစ်မျက်နှာပြင်မှာအမေရိကန်တို့ဂျပန်တို့အရန်ကိုအရေးပါခဲ့တဲ့ကျွန်းစုကျွန်းတန်းတွေဖြစ်ခဲ့တယ်ပေါ့နော်ဘာကြောင့်မို့လို့အရေးပါတာလဲဆိုတော့ဒီအမေရိကန်နိုင်ငံကသူ့ရဲ့မဟာမိတ်ဩစတြေးလျနိုင်ငံဗျာဩစတြေးလျနိုင်ငံနဲ့ဒီအမေရိကန်ပိုင်ကျွန်းဟာဝိုင်ကျွန်းပေါ့နော်အဲ့ဒီနေရာကိုဆက်သွယ်ထားပေးတဲ့ကျွန်းတန်းတွေဖြစ်တဲ့အတွက်ပေါ့နော်ဂျပန်ကလည်းအဲ့ဒါကိုသိတယ်ဗျာအဲ့ဒီကျွန်းတန်းတွေကိုသူအုပ်စိုးထားနိုင်မှသူဩစတြေးလျတိုက်ကိုသူကျူးကျော်လို့ရမှာဗျာအမေရိကန်နဲ့ဩစတြေးလျရဲ့ဒီဆက်သွယ်မှုကိုအဲ့ဒီကျွန်းတန်းတွေကိုသိမ်းပိုက်ပြီးတော့ဂျပန်ဖျက်တောက်မယ်ဗျဖျက်တောက်ပြီးရင်သူကဩစတြေးလျတိုက်ကိုသူကျူးကျော်မယ်ပေါ့နော်အဲ့လိုမျိုးသူကတွေးထားတာကိုဂျပန်တွေတွေးထားတာပေါ့နော်ဘလောက်တောင်တွေးထားလဲဆိုရင်ဒီဩစတြေးလျတိုက်ကိုသူတို့ကျူးကျော်မယ်ကျူးကျော်ပြီးသူတို့သိမ်းမယ်နော်သိမ်းပြီးရင်ဩစတြေးလျတိုက်မှာသုံးဖို့အတွက်ဒီပတ်စံတွေဒေါ်လာတွေတောင်သူတို့စပြီးတော့သူတို့ရိုက်ထုတ်ပြီးသွားပြီပေါ့နော်အဲ့လောက်ထိတောင်ဂျပန်တွေကပြင်ဆင်ထားတာပေါ့နော်ဂျပန်တွေကဒီအရှေ့တောင်အာရှဒေသအကုန်လုံးကိုသူတို့ထိန်းချုပ်နိုင်ခဲ့တယ်ပေါ့နော်ထိန်းချုပ်နိုင်ခဲ့ပြီးတော့ဒီအင်ဒိုနီးရှားရဲ့ဒီအရှေ့ဘက်မှာရှိတဲ့ဒီပါပူဝါနယူးဂီနီကျွန်းကိုကြာတော့သူအပြည့်အဝမထိန်းချုပ်နိုင်ခဲ့ဘူးဗျကျွန်းကိုတဝက်လောက်ပဲသူထိန်းချုပ်ထားနိုင်တယ်ပေါ့နော်အဲ့ဒီကျွန်းရဲ့ဒီအရှေ့ဘက်မှာရှိတဲ့ဆော်လမွန်ကျွန်းစုကိုကြာတော့လေသူတောင်မနေရေမကြလေးပေါ့နော်အပိသက်ကိုမထိန်းချုပ်နိုင်ဘူးဗျအပိသက်မထိန်းချုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအကျိုးဆက်တွေကပဲဂျပန်ကိုစစ်ရှုံးစေခဲ့တဲ့အကြောင်းရင်းတွေဖြစ်ခဲ့တယ်ပေါ့နော်ဂျပန်ပေါ့နော်အဲ့ဒီချိန်တော့ဒီကျွန်းကိုသူတိမ်ပိုက်တိုက်ခိုက်တိမ်ပိုက်မယ်ဆိုရင်သူရဲ့စစ်ရေးဗျူဟာဘယ်လိုလဲဆိုတော့ဒီရန်သူအမေရိကန်တပ်တွေနဲ့ဒီလေကြောင်းစီးကျင်းထိုးတယ်ဒီလင်းတင်သမောကြီးကနေပြီးတော့လင်းမြန်တွေလွတ်ပြီးတော့အဲ့လိုမျိုးတိုက်ခိုက်တာတွေသူတို့လုပ်တယ်ပေါ့နော်ကျွန်းကိုသူသိမ်းပိတ်မယ်ဆိုအဲ့လိုမျိုးစစ်စင်ဝင်ပြီးတော့မှကျွန်းကိုကန့်တက်ပြီးတော့ဒီခြေလင်တပ်တွေနဲ့ကန့်တက်ပြီးတော့သူကတိုက်ခိုက်သိမ်းပိုက်တယ်ပေါ့နော်ဆော်လမွန်ကျွန်းစုစစ်မျက်နှာပြင်နဲ့ဒီပါပူဝါနယူးဂီနီစစ်မျက်နှာပြင်ကိုကုတ်ကွဲနေရအမတ်ဆက်ကွန်တပ်မတော်ပေါ့နော်ဒီအမတ်ဆက်ကွန်တပ်မတော်ကကုတ်ကွဲပြီးတော့လိုအပ်တဲ့ကန်တက်စစ်စီရေးတပ်တွေဒီရေတပ်တွေကိုသူကအမိတ်ပေးကုတ်ကွဲရတဲ့ဒီဌာနချုပ်တစ်ခုပေါ့နော်ခုနကပြောသလိုပဲဂျပန်ကဒီကျွန်းကိုသူသိမ်းတော့မယ်ဆိုရင်အရင်ဆုံးရေတပ်နဲ့တိုက်တယ်ပြီးရင်ဝေဟင်ကနေလေကြောင်းစီးကျင်းထိုးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသူကထိုးပြီးတော့မှသူကတိုက်ပြီးတော့သိမ်းပိုက်လာတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးသူတို့မနိုင်တဲ့အခါမှာဆိုရင်ရေတက်နဲ့လည်းသူတို့တိုက်တယ်လေတက်နဲ့လည်းသူတို့တိုက်တယ်တိုက်ပြီးမနိုင်တဲ့အခါမှာဆိုရင်သူကနေတော့မဖြစ်နိုင်တာကိုလုပ်တာဗျာဘလို့မဖြစ်နိုင်တာလဲလုပ်တယ်ဆိုတော့ကြီးတက်ဟိုနဲ့အဲ့ဒီကျွန်းမှာတက်ဆွဲထားတဲ့တက်တွေကိုတက်ပြီးတော့သိမ့်ပိုက်ခိုင်းတာဗျာအဲ့လိုပုံစံမျိုးမဖြစ်နိုင်တာတွေကိုလုပ်တဲ့အကျင့်အရှိတယ်ဗျာအဲ့ဒီအကျင့်ကြောင့်ပဲဒီဂျပန်ကမဆုံးရှုံးသင့်ပဲနဲ့ဂျပန်စစ်သားပေါင်းအသက်များစွာသူတို့ဆုံးရှုံးခဲ့တယ်ပေါ့နော်အခုကစပြီးတော့ကျွန်တော်ဒီဂွာရာကန်နယ်ကျွန်းစုတိုက်ပွဲကျွန်တော်စမယ်ပေါ့နော်ဒီဂွာရာကန်နယ်ကျွန်းစုတိုက်ပွဲကိုဂျပန်တွေကဘာကြောင့်မို့လို့သိမ်းရတာလဲဆိုတော့ကန်နယ်ကျွန်းစုကဒီအမေရိကန်ရဲ့ဒီဟာဝိုင်ကျွန်းနဲ့ဩစတြေးလျတိုက်ကိုဆက်သွယ်ထားတဲ့ဒီဂျားထဲမှာတည်ရှိနေတဲ့ဒီကျွန်းတန်းလေးတစ်ခုပေါ့နော်အဲ့ဒီကျွန်းတန်းကိုသိမ်းပြီးတော့မှဒီအမေရိကန်နဲ့ဩစတြေးလျတို့အဆက်အသွယ်ဖြတ်လို့ရမှာဗျအမေရိကန်ကလည်းအဲ့ဒီဂွာရာကန်နယ်ကျွန်းပေါ်မှာဟန်ဒါဆန်ဆိုတဲ့လေဆိပ်ကိုသူကစောက်တယ်စောက်ပြီးတော့ဂျပန်တွေသိမ်းထားတဲ့ဒီပါပူဝါနယူးဂီနီကျွန်းနဲ့လာပါအူလာလို့ခေါ်တဲ့ကျွန်းကိုသူကပြန်ပြီးတော့သိမ်းပိုက်ဖို့ပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဂျပန်ကလည်းအဲ့ဂွာရာကန်နယ်ကျွန်းကိုသူရေတက်နဲ့ရောလေတက်နဲ့ရောတွားတိုက်တယ်တိုက်လို့မရတဲ့အခါမှာကျတော့သူကဘယ်လိုပုံစံလုပ်လဲဆိုတော့မဖြစ်နိုင်တဲ့ကန်တက်စစ်စင်ရေးကိုသူဆင်နွှဲလိုက်တယ်ပေါ့နော်ကျွန်းရဲ့ဒီအနောက်ဘက်ကနေပြီးတော့ကန်တက်စစ်တီ900ကျော်ကိုသူလွတ်လိုက်တယ်ပေါ့နော်အဲ့ဒီကန်တက်စစ်တီ900ကျော်ကိုဥဆောင်လာတာဗိုလ်ချုပ်အီချီကီပေါ့နော်ဒီဂွာရာကန်နယ်ကျွန်းကိုမတိုက်ခင်မှာသူကဟိုကိုင်းဒိုးပေါ့နော်ဒီဟိုကိုင်းဒိုးမှာသူကအခိုင်အမာတက်ဆွဲတဲ့တပ်တစ်ခုပေါ့နော်သူ့ရဲ့စစ်တီအင်အား900ကျော်နဲ့8လပိုင်း9ရက်နေ့မှာဒီဂွာရာကန်နယ်ကျွန်းကိုဆေးလို့ချင်းခံခဲ့ရတယ်ပေါ့နော်သူရဲ့စင်တီအင်အား900ကျော်နဲ့ဒီဂွာရာကန်နယ်ကျွန်းကိုသူဆေးလို့ချင်းခံခဲ့ရပြီးတော့အမှသူကစပြီးတော့တိုက်တယ်ပေါ့နော်အဲ့ဒီဗိုလ်ချုပ်ကြီးအီချီကီဘယ်လိုမျိုးသူကသတင်းချက်လက်တွေသူရထားတာလဲဆိုတော့သတင်းချက်လက်အမားကိုသူရထားတယ်ပေါ့နော်ဘယ်လိုပုံစံမျိုးရထားလဲဆိုတော့အဲ့ဒီကျွန်းမှာတဲ့အမေရိကန်တွေတိတ်မရှိဘူးတဲ့2000ဝန်းကျင်လောက်ပဲရှိတယ်တချို့တစ်ဝက်တွေကပြန်ဆုတ်သွားပြီတဲ့
အဲ့ဆိုရင်တော့မင်းတို့အင်အား900နဲ့အေးဆေးဆေးဒီအမေရိကန်တွေမင်းတို့နိုင်ပါတယ်ကွာဆိုပြီးတော့သူ့ရဲ့ခေါင်းဆောင်ကြီးတွေကသူ့ကိုအမိတ်ပေးလိုက်တယ်ပေါ့နော်သူကလည်းသူ့ရဲ့စစ်တီအင်အား900နဲ့သူချီတက်ပြီးတော့အဲ့ဒီကျွန်းသူတက်သိမ်းမယ်ပေါ့အဲ့လိုအစီအစဉ်နဲ့သူကချလာတာကန်ဆိုးကျင်တော့အမေရိကန်တွေကသူတို့ကိုသတင်းအချက်လက်အမားတွေလွင့်ပြီးတော့ထောင်ချောက်ထဲကိုဆွဲခေါ်လိုက်တဲ့သဘောမျိုးပေါ့နော်အမေရိကန်က2000မဟုတ်ဘူးအဲ့ဒီချိန်တော့အဲ့ဒီကျွန်းပေါ်မှာတက်ဆွဲနေပြီးတော့လေစိတ်စောင့်နေတဲ့တက်အင်အားက1000ဝန်းကျင်လောက်ရှိတယ်သူတို့အင်အား900တယ်900တဲ့ခါကျဘလို့မှမဖြစ်နိုင်ဘူးလေသူတို့ရှုံးတာပေါ့တက်ဗိုလ်ချုပ်ကြီးတွေကဒီကိုယ့်ရဲ့လောက်ငယ်သားစစ်တီတွေကိုအသေးခံခိုင်းတာနဲ့အတူတူပဲပေါ့နော်တရင်တစ်ခုလုံးပြုတ်ပြီးတော့ဒီအသက်ရှင်တဲ့သူတွေကဒီ10ကနန်းလောက်ပဲရှိတယ်ပေါ့နော်အဲ့ဒီ10ကနန်းပြန်ပြောပြတာကဗိုလ်ချုပ်အကြီးကြီးပေါ့နော်ဒီအထက်ကအမိတ်ကိုသူရင်ဝယ်ပိုက်ပြီးတော့နောက်ဆုံးချိန်ထိလက်နက်မချဖို့ကြီးစံတထောက်ပဲကြံတဲ့အထိသူတို့တိုက်ခိုက်ဖို့အထိညွန်ကြားသွားတယ်ဆိုပြီးသူကပြန်ပြောကြတယ်ပေါ့နော်အမေရိကန်တွေဘက်ကဒီလက်နက်အင်အားလဲတာလွန်တယ်လူအင်အားလဲတာလွန်တယ်ဒီထောက်ပံ့ပစ္စည်းတွေလည်းတာလွန်တဲ့ခါကျတော့ဂျပန်ကရှုံးတာပေါ့နော်ကျုံးတဲ့ခါကျတော့ဒီဂျပန်စစ်သားတွေဘလောက်တောင်ဒုက္ခရောက်ခဲ့လဲဆိုရင်ဆေးဝါးကလည်းမရှိစားစရာတောက်စရာရေကလည်းမရှိကြည်စံကလည်းလုံလောက်မရှိတဲ့ခါကျတော့သူတို့တေတွင်းနဲ့တွန်းပို့သလိုပဲဆိုပြီးတော့အဲ့ဒီလက်ကျန်အမေရိကန်မှာကြီးမှာလက်နက်ချပြီးတော့ဒီအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေပြင်တော့ပြောပြရပါတော့အရှင်ကျန်ရစ်တဲ့စစ်သားတွေပြန်ပြောပြတဲ့အထဲမှာစိတ်ဝင်စားတဲ့တခုကပေါ့နော်သူတို့တော်ထဲမှာပေါ့နော်one shot one ပြက်ယောဂါတွေဖြစ်တဲ့ခါကျတော့ဆေးဝါးကလည်းမရှိတဲ့ခါကျတော့ဒီဂျပန်စစ်သားတွေကဘယ်လိုလုပ်လဲဆိုတော့ဒီအုံးရည်ဗျာအုံးရည်ကိုသူတို့ဒီအကျော်သေးပုံစံဆေးတဲ့တွင်းပြီးတော့အဲ့လိုမျိုးကို survival ဖြစ်အောင်ပြန်ပြီးတော့စူးစမ်းရတယ်ပေါ့နော်အသက်ရှင်အောင်လို့ပြန်ပြီးတော့စူးစမ်းရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေပြောပြရတယ်ဗျာပြောပြပြီးတော့အဲ့ဒီစစ်ပွဲမှာဂျပန်ကရှုံးတယ်ပေါ့နော်ဗိုလ်ချုပ်ကြီးအရှိကြီးဦးဆောင်တဲ့တပ်ဒီစစ်တီအင်အား900ကျော်ကအမေရိကန်တွေရဲ့လက်ဆတုံးချင်းခံခဲ့ရတယ်ပေါ့နော်မျိုးတက်ရင်တက်မလိုက်ပြုတ်သွားတဲ့အခါမှာဆိုရင်တော့ဒီဗိုလ်ချုပ်ကြီးတွေကပေါ့နော်ဒီ operation ကင်တယ်တဲ့ဗိုလ်ချုပ်ကဘသူမင်းတို့ဒီမှာတက်ရင်ဒီမှာငါတို့စစ်တီအင်အား900တောင်ပြုတ်သွားပြီဒါကိုဘသူကတာဝန်ယူမှာလဲလို့ရှာတဲ့အခါမှာဘသူမှတာဝန်မယူဘူးပြထူးခြားဖြစ်စဉ်ပေါ့နော်ဘသူမှတာဝန်မယူအကုန်လုံးကဒီစစ်တီအင်အား900ကိုဥဆောင်ပြီးတော့တိုက်တဲ့ဗိုလ်ချုပ်ကြီးအကြီးကြီးကိုအပြစ်ပုံချကြရပေါ့နော်ဒါဒီဗိုလ်ချုပ်ကဒါမဖြစ်နိုင်တဲ့ဟာကိုသွားတိုက်တာငါတို့အမိတ်ကိုမနာခံဘူးပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဗိုလ်ချုပ်ကြီးပေါ်မှာအပြစ်ပုံချပါပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီဟာကပြန်စဉ်းစားကြည့်မယ်ဆိုရင်ဒီဗိုလ်ချုပ်ပေါ်မှာလည်းတာဝန်ရမိတာမဟုတ်ဘူးဗျာသူတို့နောက်ရိုးရိုးလေးပဲစဉ်းစားကြည့်အောင်ဗျာကိုယ့်ရဲ့လောက်ငယ်သားကိုမဖြစ်နိုင်တာလောက်ခိုင်းတာဗျာလိုအပ်တဲ့လက်နက်လည်းမထောက်ပံ့နိုင်ဘူးရိတ်ခါလည်းမထောက်ပံ့နိုင်ဘူးရေချောင်းကနေပြုတ်ကူလည်းမပေးနိုင်လေချောင်းကနေပြုတ်ကူလည်းမပေးနိုင်မင်းနဲ့ဒီကျွန်းကိုတသိန်းခိုင်းနေဆိုတာအသေးခံခိုင်းတာလည်းမတူဘူးလားခင်ဗျာဂျပန်စစ်တပ်တမိုင်းမှာပေါ့နော်ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဒီဂွာရာကန်နယ်ကျွန်းကိုသူတို့ဘလို့မှသိမ်းလို့လည်းမရအောင်မရတဲ့ခါကျတော့ဟုတ်ပြီဂွာရာကန်နယ်ကျွန်းကိုဘလို့မှကတ်လို့လည်းမရဘူးသိမ်းလို့လည်းမရတဲ့အခြေအနေမှာဒီအမတ်စက်ကွန်တမကိုရဲ့စစ်ဒေသမူပေါ့နော်ဗိုလ်ချုပ်ကြီးတနာခအီရှင်းอ่ะပေါ့နော်တနာခအီရှင်းနေပြီးတော့ဒီဗိုလ်ချုပ်ကြီးတိုကျော်တင်ပြတယ်ပေါ့နော်ဒီကျွန်းကိုသိမ်းဖို့အတွက်သူတို့မှလက်နက်အင်အားလည်းမလုံလောက်တော့ဘူးလူအင်အားလည်းမလုံလောက်တော့ဘူးနောက်တော့ဒီစစ်သမောအင်အားတွေလည်းမလုံလောက်တော့ဘူးပေါ့နော်အဲ့ဒါကိုအပြည့်အဝသူတို့ထောက်ပံ့ပေးဖို့ဗိုလ်ချုပ်ကြီးတိုကျော်ကိုပြောတယ်ပေါ့နော်ဗိုလ်ချုပ်ကြီးတိုကျော်ကဒါမရဘူးဒီရအောင်သိမ်းရမှာမင်းတို့ဒီစစ်သားတွေရဲ့ပြောစကားပေါ့နော်ကျွန်တော်တို့ဒီရေဘူးပေါက်တာမလို့ခြင်းဘူးရေပါတာပဲလို့ခြင်းမင်းတို့မရအောင်သိမ်းအဲ့ဒါနဲ့ဟိုဗိုလ်ချုပ်ကြီးတနာကအစ်ရှင်နဲ့ကြီးတိုကျော်ရဲ့လောက်မှာရှိတဲ့ဗိုလ်ချုပ်တနာခနဲ့ကထိုးပွဲကြိတ်ပွဲတွေတောင်ဖြစ်ခဲ့တယ်ပေါ့နော်ထိုးပွဲကြိတ်ပွဲတွေတောင်ဖြစ်ပြီးတော့အဲ့ဒီစစ်ဒေသမှုဗိုလ်ချုပ်ကြီးတနာခအစ်ရှင်ကရက်စဲချင်းခံလိုက်ရတယ်ပေါ့နော်ရာနူပြောင်းရွှေ့တာတော့အဲ့လိုမျိုးခံလိုက်ရတယ်ပေါ့နော်အဲ့လောက်ထိတောင်အခြေအနေဆိုးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဒီဂွာရာကန်နယ်ကျွန်းကိုသူတို့မသိမ်းပိုက်နိုင်ပဲနောက်ပိုင်းကျတော့ဒီဖြည်းဖြည်းသူကစစ်ရှုံးလာတယ်ပေါ့နော်ဒီပစိဖိတ်စစ်မျက်နှာပြင်မှာရေတပ်စစ်သမောတွေလည်းဆုံးရှုံးတယ်လင်းပြန်နေဆုံးရှုံးပြီးတော့တဖြည်းဖြည်းသူတို့ရဲ့ဩစတြေးလျကိုသိမ်းပိုက်မဲ့သူတို့ရဲ့အိမ်မက်ကတဖြည်းဖြည်းဝေးကွာသွားတယ်ပေါ့နော်ဝေးကွာပြီးတော့ဩစတြေးလျတိုက်ကိုမသိမ်းပိုက်ပဲနဲ့ဒီဒုတိယကမ္ဘာစစ်မှာဂျပန်စစ်ရှုံးတဲ့အဖြစ်ကိုရောက်ခဲ့တယ်ပေါ့နော်